ဒီလိုအဖိုးတန်တင်စားတာတွေကိုမြေကြီးအောက်ထဲကနေထုတ်ယူသုံးစွဲတဲ့အခါမှာလဲနိုင်ငံတော်ကချမှတ်ထားတဲ့မူဝါဒတွေနဲ့အညီထုတ်ယူသုံးစွဲပြီးတော့တဘာဝပတ်ဝန်းကျင်နဲ့ဂေဟစနစ်တွေကိုထိခိုက်မှုအနည်းဆုံးဖြစ်အောင်လှုံ့ဆော်မှုကလည်းအရေးကြီးပါတယ်။ဒါကြောင့်တထုလုပ်ငန်းတွေရဲ့တူဖော်ထုတ်လုပ်မှုလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ပြည်သူများသိရှိစေဖို့တင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။တဘာဝအရင်းမြစ်တွေကခနောက်စိန်တတ်ထုဟာလေလူသားတွေရဲ့ဘဝဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးပါတဲ့အခြေခံအုတ်မြစ်တစ်ခုပဲဖြစ်ပါတယ်။မင်္ဂလာပါရှင်ပထမဆုံးအနေနဲ့သိချင်တာကဒီတတ်ထုတူပေါ်ခြင်းလုပ်ငန်းတွေကိုဘယ်လိုရည်ရွယ်ချက်တွေနဲ့ဆောင်ရွက်ဖြစ်ခဲ့ရလဲဆိုတာပြပြပေးပါအောင်ရှင်တတ်ထုတူပေါ်ထုတ်လုပ်တဲ့လုပ်ငန်းကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့နံပါတ်1ကတော့ကျွန်တော်တို့ဒီတောင်တန်းဒေသမှာရှိတဲ့ကျွန်တော်တို့လူထုတွေတတ်ထုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှသူတည်တဲ့လုပ်ငန်းပိုင်းဆိုင်ရာတို့ဆက်စစ်ပိုင်းဆိုင်ရာတို့တွက်ချက်မှုဆိုင်ရာတို့သူတည်တဲ့နဲ့လုပ်ပြီးတော့တီထွင်မှုကြံစမှုလုပ်ငန်းရပ်များကိုပေါ့နော်သိရှိနားလည်လာပြီးတော့မှလုပ်ငန်းတွေကိုပုံမှုပြီးတော့စိတ်ဝင်စားလာစေဖို့ရယ်နောက်ပြီးဒီတတ်ထုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့တီထွင်ကြံစစက်မှုလုပ်ငန်းများကိုတောင်တန်းဒေသမှာပေါ်ထွန်းလာစေရေးအတွက်ကျွန်တော်တို့ရည်ရွယ်ပါတယ်နိုင်ငံတော်ထုတ်ကုန်ရရှိလာပြီးတော့နိုင်ငံတော်နဲ့နိုင်ငံသားများအတွက်နိုင်ငံငွေရရှိလာမယ့်အပြင်စက်မှုပစ္စည်းတွေပါထုတ်လာနိုင်ပြီးဆိုရင်ကျွန်တော်ဒေသမှာလူအရင်းမြစ်တွေတိုးတက်ဖို့ရယ်လူအရင်းမြစ်နဲ့စိုက်ပျိုးရေးတဲ့ဒီမွေးမြူနဲ့ဂျားထဲမှာစက်မှုပစ္စည်းကိုယ်နိုင်ငံကထုတ်နိုင်တဲ့စက်မှုပစ္စည်းမျိုးစုံဖြစ်ပေါ်လာမယ်ဆိုရင်ကျိုးရလဒ်တွေကောင်းလာမှာပေါ့နော်ဒါဒီစက်မှုလုပ်ငန်းဖြစ်လာနိုင်တဲ့အနေထားလက်ရှိမှာတော့ကျွန်တော်ဒေသခံတွေအားနည်းသေးပေမဲ့စက်မှုအစတတ်တုကဆိုတတ်တုတူးဖော်ရဲ့နေကျွန်တော်စတင်ပြီးတော့တဖြည်းဖြည်းဒေသခံတွေစက်မှုလုပ်ငန်းရှင်တွေဖြစ်ပေါ်လာစေအတွက်အဓိကကျွန်တော်ရည်ရွယ်ပါတယ်ဒီပြင်ကျွန်တော်ဒေသမှာရှိတဲ့ဒီမွေးစွာထုတ်လုပ်ရောင်းချနေတဲ့ဂိုင်းကနာတွေရဲ့မြူဆွဲမှုစီယုံမှုရော့နေသွားမယ်ပပျောက်သွားမယ်ဇားတွေအကျိုးပြုတဲ့လုပ်ငန်းဖြစ်တဲ့အတွက်ဒီစက်မှုဟာအင်တန်ဒါတနေ့ကျရင်တူးဖြစ်လာမယ်ဆိုတော့ဒီအရေးချက်နဲ့ဆောင်ရွက်တာဖြစ်ပါတယ်ခနောက်စိန်တူးဖော်ထုတ်လို့ရမှာမြေအောက်လှိုင်ကို underground mining method နဲ့တူးဖော်ပြီးလားရအတိုင်းတူးဖော်ခြင်းကလန့်ဖြတ်တူးဖော်ခြင်းအဆောင်တိုင်းတူးဖော်ခြင်းအပေါ်စံတက်တွင်အောက်ဆင်းတွင်နဲ့စိုက်ခြင်းတို့ဖြင့်တူးဖော်ပါတယ်တထုသေးထုတ်တဲ့လမ်းကြောင်းကိုအကျဉ်း73ပေအမြင့်15ပေလှိုင်ကောင်းကိုအချင်း2လက်မနဲ့အရှည်10ပေဂန်ချောင်းရှိတဲ့ဂျာမနီနိုင်ငံထုတ် Jumbo Drill Machine နဲ့တူးဖော်မှုဆောင်ရွက်ပါတယ်အဲ့လိုတူးဖော်တဲ့အခါမှာလိုအပ်တဲ့အနေမြင့်ရှိတဲ့လှိုင်ကောင်းအတိုင်းအတာဖြင့်ဆောင်ရွက်ခြင်းဖြစ်ပါတယ်ခနောက်စိန်တို့တော်များများတော့မြေအောက်လိုင်းစနစ်နဲ့တူးဖော်တာများတယ်ဗျကျွန်တော်တို့ခနောက်စိန်တူးဖော်ခြင်းလုပ်ငန်းကိုစတင်ဆောင်ရွက်မယ်ဆိုရင်တော့ကျွန်တော်တို့ကပထမဆုံးမြေပေါ်မှာရှိတဲ့မြေပေါ်မှာပေါ်ထွက်နေတဲ့အပေါ်ကျောအရင်ဆုံးကျွန်တော်တို့ကဖီးဆင်းပြီးတော့ဘူမိဗေဒအချက်လက်တွေနဲ့လိုက်ရှာတာပေါ့ရှာလို့ရပြီးတော့မြေပေါ်မှာပေါ်တဲ့ခနောက်စိန်ကျောကိုတွေ့ပြီးဆိုကျွန်တော်တို့ကပထမဆုံးအနေနဲ့အဲ့ခနောက်စိန်ကျောကိုဘူမိဗေဒပညာရှင်များနဲ့ပူးပေါင်းပြီးတော့ခနောက်စိန်ကျောရဲ့လားရပါတယ်အကုန်တွက်ချက်ပြီးတော့ကျွန်တော်တို့ကပို့ချင်းလုပ်ငန်းကိုဆောင်ရွက်တယ်ပေါ့ကျွန်တော်တို့ကမြေအောက်လိုင်းစနစ်ဖြင့်စတင်တူးဖော်တယ်ပေါ့တူးဖော်ပြီးအဲ့လိုဆက်လက်ရှာဖွေရင်းနဲ့ခနောက်စိန်ကျောကိုတွေ့ပြီးဆိုရင်လည်းကျွန်တော်တို့ကခနောက်စိန်ကျောရဲ့လားရအတိုင်းကျွန်တော်တို့ကဟိုပြန်ခွဲပြီးတော့ပြန်လိုက်တယ်ပေါ့ခနောက်စိန်ကျောဘယ်လောက်ထိရှည်လဲဘယ်လောက်ထိသွားလဲဆိုတာအဲ့ဒါပြန်လိုက်ပြီးတော့အဲ့ဒါလည်းနောက်ထပ်ကျောတွေလည်းဆက်လက်ရှာဖွေတယ်ပေါ့မြေအောက်လိုင်းတူးရဲ့နေရာမှာဆိုလဲကျွန်တော်တို့က3မီတာပတ်လည်ပေါ့10ပေလိုင်းနဲ့အများဆုံးတူးဖော်တယ်ပေါ့ဘူမိဗေဒပေးထားတဲ့ချက်လက်တွေရပြီဆိုကျွန်တော်တို့တူပေါ်ရေးစားလုပ်တယ်ပေါ့စားလုပ်တဲ့အခါကျရင်စားပြီဆိုရင်ကျွန်တော်တို့အန်ရီကင်းရှင်းအရင်စစ်ဆေးတယ်ပေါ့တကယ်လို့ကြားနိုင်တဲ့ခဲတွေပါရှိရင်ကျွန်တော်အရင်ဆုံးအန်ရီကင်းရှင်းအောင်အရင်ဆုံးဖယ်ရှားပြီးမှကျွန်တော်တို့တူပေါ်ရေးစားလုပ်ပါတယ်စားလုပ်ပြီဆိုရင်ကျွန်တော်တို့ရေလိုက်မိလိုက်လေးစစ်ဆေးပြီးတော့လုံးဝအဆင်ပြေပြီဆိုမှကျွန်တော်တို့တူပေါ်ရေးလုပ်ငန်းစတယ်ပေါ့ကြောက်တာအမှန်နဲ့အပြော့မူတည်ပြီးတော့သူကဂမ်းမဖောက်ရတယ်ပေါ့ဂမ်းမဖောက်ပြီးဆိုရင်ကျွန်တော်တို့ကြောက်တာအမှဆိုရင်အနည်းဆုံး35လောက်ဖောက်ရတယ်ပေါ့ဖောက်ပြီးဆိုရင်ကျွန်တော်တို့တော့ကန်ထုတ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့လေရှူတယ်ပေါ့လေရှူပြီးဆိုရင်ကျွန်တော်အဲ့ထဲမှာတဲတွေခဲတွေမရှိအောင်လေရှူပြီးဆိုရင်ကျွန်တော်တို့
ရန်တိတ်တယ်ပေါ့ရန်တိတ်ပြီးဆိုရင်ကျိုးတွေပါလုံးဝအစစ်ဆေးပြီးတော့ safety ဖြစ်ပြီဆိုမှကျွန်တော်တို့ဖောက်ခွဲတယ်ပေါ့ဖောက်ခွဲတဲ့နေရာမှာကျွန်တော်တို့ဝေဒိစနစ်နဲ့ short တိုက်ရှင်းနဲ့ဖောက်ခွဲတယ်ပေါ့ ကျမတို့လုပ်ငန်းခွင်ဟာဆိုရင်ဖြင့်မြေအောင်လိုင်ကောင်းတာနယ်တူဖို့အရေးဖြစ်တဲ့အတွက်ဝန်ထမ်းတွေရဲ့ city ဘိုင်းကိုအလေးပေးပြီးတော့မှဆောင်ရွက်ထားပါတယ်ရှင်ကျမတို့ဒီကျင်းနေပေါ့နော်တာနယ်အတွင်းမဝင်ခင်မနေ့ကိုဌာနအလိုက်ပေါ့နော်တန်းစီပြီးတော့မှတာဝန်ခွင့်ဝေတဲ့လုပ်ငန်းများကိုဆောင်ရွက်ပေးပါတယ်အဲ့ဒီအခါမှာဆိုရင်လည်းဒီကျင်းနေဝင်တဲ့လူတို့စိတ်ယုံတို့အလုပ်တာဝန်ကြတဲ့လူတွေကိုကျမတို့ဘက်ကနေလို့ city ဘိုင်းနဲ့ပတ်သက်ပြီးတော့မှလည်းအထူးပြီးတော့မှာကြားဆောင်ရွက်ပါတယ်ကျင်းနေမှာကျမတို့ကရေသားလေးစိုးစိမ်ပြီးတော့မှကဲလေးတွေကြားနိုင်တဲ့အတွက်ပေါ့နော်မထိခိုက်အောင်မို့ပေါ့နော်ဒီကျွေးအုပ်ထုပ်ကိုစမ်းခိုင်းခြင်းဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်ကန်လေးအိတ်ဆိုရင်လည်းကျမတို့အတာနယ်အတွင်းမှာဒီ white 28ကန်ဖြစ်ဒီစစ်ပစ္စည်းနဲ့ပေါ့နော်တူဖို့ရာတွေဖြစ်တဲ့အတွက်လက်တွေကျမခိုက်ပြီးအောင်မို့လက်အိတ်ဆောင်ခိုင်းခြင်းဖြစ်ပါတယ်တာနယ်အတွင်းမှာအလင်းရောင်ကောင်းကောင်းထွန်းထားပေးမယ်လို့လည်းနောက်ထပ်အလင်းရောင်ပေါ့နော်ကောင်းကောင်းရစီခြင်းလို့အတွက်ကျမတို့တမီဆောင်ခိုင်းခြင်းဖြစ်ပါတယ်စစ်တန်အနေနဲ့ပေါ့နော်တယောက်နဲ့တယောက်ခေါ်ပြောလို့မကြားရနိုင်တဲ့အခြေအနေမျိုးဆိုရင်အချက်ပေးအတန်နဲ့ပေါ့အခရာပြပြထားတဲ့အတွက်ပေါ့နော်ခရာဆောင်ခိုင်းခြင်းဖြစ်ပါတယ် safety ဘိုင်းနဲ့ပတ်သက်ပြီးတော့မှပေါ့နော်တေချာမှုရှိအောင်စီစစ်အောင်မို့ကြီးကြပ်ရေးဘိုင်းကနေပေါ့ဝင်ပြီးတော့မှစီစဉ်ဆောင်ရွက်ပေးပါတယ် ခနောက်စိမ့်သက်ထုတူးဖော်ခြင်းဟာမြေအောင်လှိုင်ကောင်တူးဖော်ခြင်းဖြစ်တဲ့အတွက်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်တာကြောင့်လုပ်ငန်းခွင် BND ရဲ့ကင်းရှင်းရေးအတွက်အထူးဆောင်ရွက်ဖို့လိုအပ်လာပါတယ်။ safety နဲ့ပတ်သက်ပြီးတော့အနေကင်းရှင်းစေဖို့ဆိုလို့ရှိရင်ဥဆောင်တဲ့လူတွေကိုသိချပြီးကျွန်တော်တို့ကိုကဲအုပ်ချုပ်ပြီးတယ်။တာနယ်ထဲမှာဒီခဲတွေပါပြုတ်ကျလာတာတွေအန်တွေမရှိလာနိုင်အောင်စနစ်တကျခိုင်ခန့်အောင်ဆောင်ရွက်ပေးတယ်။ပြီးတော့သူတမ်းပိုင်းနဲ့ပတ်သက်တဲ့ဒီမှာစီးမှုတွေထားပေးတယ်။တွင်းထဲကအန်တွေရှိလာနိုင်တဲ့အနေအထားတွေလက်စစ်ပိုင်းဆိုင်ရာမထိခိုက်အောင်လက်စစ်တွေဆိုလည်းကျွန်တော်တို့လက်စစ်ကြိုးတွေပိုက်တွေနဲ့စွတ်တာတို့နောက်လေကောင်းလေတက်နေရအောင်လို့စစ်တီးနဲ့ပတ်သက်ပြီးတော့ဒါတာနယ်စနစ်ထဲမှာလေပေါက်တွေကျွန်တော်ဖောက်ထားပြီးတချို့လည်းသဘာဝလေပေါက်ရှိသလိုတချို့ကြလည်းကျွန်တော်ပေါ်မြေပေါ်ကနေရှက်တိုင်စနစ်တွေနဲ့အောက်ထဲကိုလေကောင်းလေတက်နေရအောင်လုပ်ပြီးသလိုလိုအပ်လို့ရှိရင်လည်းကျွန်တော်လေ exhaust fan တွေနဲ့ဘလိုဝါတွေနဲ့အတွင်းအမှုတ်တွေထည့်ပြီးတယ်လေတွေတွင်းပေးတာရှိတယ်အဲ့ဒီမှာမိုင်းခွဲထားတဲ့ဆိုရင်မီးကိုတွေပဲထွက်လာရင်ကျွန်တော်တို့ကဒီ blower စနစ်နဲ့ပြန်လဲပြီးတော့ဆုတ်ထုတ်ပေးတယ်အနည်းဆုံးလဲ9ပေပတ်လေလောက်ကျွန်တော်တို့တူးဖော်တဲ့အခါကျတော့ safety နဲ့ပတ်သက်လို့လဲတွက်ချက်ပြီးသားဖြစ်တယ်လို့ခိုင်မှုမရှိအောင်လဲကျွန်တော်တို့အားလုံးဒါအကုန်လုံးသူ့ရဲ့ထိန်းစနစ်တွေဆောင်ရွက်ထားဖြစ်ပါတယ်ကျွန်တော်ကုံကြောထုတ်တဲ့စိတ်ုံပေါ့နော်ကျွန်တော်ဒီမှာအဆင့်5အဆင့်နေနဲ့ကျွန်တော်ခွဲထားတယ်ဗျပထမဆုံးအဆင့်ကကျွန်တော်ဒီကုံချမ်းတတုအရိုင်းနှုံးတွေကိုကျွန်တော်တို့ကုံကြောပြန်ထုတ်တယ်ဗျအစဒီ make pressure တွေကိုကျွန်တော်အစာထည့်မယ်ပြီးတော့ကြိတ်မယ်ဗျကြိတ်ပြီးလို့ရှိရင်1 2 pressure ရှိတယ်ဗျသူကအသေးကိုမှကျွန်တော်တို့ဒီလုံးဝအသေးဖြစ်သွားတဲ့ဒီတတုတွေကိုဒီထက်သေးတော့ပြန်ကြိတ်တယ်ဗျကြိတ်ပြီးတော့တတုဖြတ်ဝေဆက်တဲ့ကိုပို့တယ်ဗျပို့ပြီးတော့ဒီတတုဖြတ်ဝေဆက်မှာသူကအဓိကအပိုင်းက၄ပိုင်းရှိတယ်ဗျ၄ပိုင်းမှာကျွန်တော်တတုအရွယ်အစားအကြီးတွေကိုတင်းတစ်ထစ်ခွဲဆက်တဲ့ကိုတပံပြန်ကြိတ်တယ်ဗျလက်လက်မလောက်ရှိတဲ့တတုတွေကိုကျတော့တတုရွေးဆက်တဲ့ကိုပို့ပေးပဲတယ်ဗျတတုရွေးဆက်ကထွက်လာတဲ့တတုအရိုင်းတွေကိုကျွန်တော်တို့အမုန်းဖြစ်သွားအောင်ကျွန်တော်တံပြန်ကြိတ်ဆက်တွေကိုကျွန်တော်ပို့တယ်ဗျအမုန်းကနေပြီးတော့မှကျွန်တော်တို့ကုံကြောတွေကိုကျွန်တော်စစ်ထုတ်ဖို့အတွက်ကျွန်တော်တို့ဒီအောက်မှာကျွန်တော်တို့ခါဆက်ရှိတယ်ဗျခါဆက်ကနေပြီးတော့မှကျွန်တော်တတုတွေကိုအမုန်းအစစ်မရောက်သေးတဲ့တတုတွေကိုကျွန်တော်တို့စုပ်ထုတ်တယ်စုပ်ထုတ်ပြီးတော့ကျွန်တော်တို့ဒီကုံကြောစုကန်ထဲကိုစုပါတယ်ဗျလုံးလုံးအမုန်းဖြစ်သွားတဲ့တတုကုံကြောတွေကိုစကားစစ်ပါတယ်ဗျစကားစစ်ပြီးတော့မှကျွန်တော်နောက်ကျောင်းထဲမှာရှိတဲ့ဝန်ခံတွေကိုအကုန်လုံးစုတယ်ဗျစုပြီးတော့မှအပေါ်အဆင့်မှာကြံရှိနေတဲ့ကုံကြောတွေကိုကျွန်တော်တို့ဒီအောက်ဆုံးအဆင့်မှာတစ်ဖန်ပြန်ပြီးတော့ကျွန်တော်တို့ပြန်စစ်ထုတ်ပါတယ်ဗျလုံစပိုက်တွေမှာပြန်ဖမ်းလို့မရတော့တဲ့ကုံကြောတွေကိုအရေးဖြန်းတဲ့စနစ်နဲ့ကျွန်တော်ပြန်စစ်ထုတ်တယ်ဗျတရက်ကိုကျွန်တော်တို့ကုံချမ်းနေအားဖြင့်ကျွန်တော်135တန်ကျွန်တော်ကြိတ်ခွဲတယ်ဗျကျွန်တော်ရလာတဲ့ကုံကြောကကျတော့ဒီ35ကနေပြီးတော့40%ရှိတယ်ဗျကုံကြောထုတ်လုပ်ပြီးတော့ထွက်လာတဲ့စွန့်ပစ်တွေကျတော့ဟိုးကျွန်တော်အောက်ဘက်စွန့်ပစ်ကန်တဲ့အကုန်လုံးစုတယ်ဗျအနေထိုင်သွားပြီးတော့ရေကိုဒီစိတ်အောင်အတွက်ရေကန်ထဲကိုကျွန်တော်ပြန်စုတယ်စုပြီးတော့အဲ့ရနေပြီးတော့ကျွန်တော်ဒီစိတ်အောင်ပြန်လေပတ်စီတယ်ဗျကျွန်တော်ကကျတော့ဒီရခိုင်းမယ်ပေါ့ဗျကျွန်တော်ရွာထူးဆန်းတယ်ဗျဒီတတုထွက်တယ်ပေါ့ဗျာဥက္ခကနေပြီးတော့မှရင်တော့ကသူကလာမထိုင်သေးတော့ကျွန်တော်ကုန်ချမ်းပဲထုတ်နိုင်သေးတယ်ဗျကွန်ပျူတာတက်မှုဒီလောက်ထိမရှိသေးဘူးရွာမှာလည်းကျွန်တော်မီးတွေပါတယ်လည်းကျွန်တော်အဆင်မပြေသေးဘူးပေါ့ဗျာနောက်ပိုင်းကျတော့မှဒီရွာကနေပြီးတော့ဒီကုန်ချမ်းထုတ်တဲ့အဆင့်မှာကုန်ကြောထုတ်လို့တဲ့အဆင့်ထိကျွန်တော်ရောက်သွားပြီပေါ့ဗျာကျွန်တော်ကြေးရွာဒေသတွေလည်းကျွန်တော်ကွန်ပျူတာတက်လာတယ်လမ်းမဆက်တွေလည်းကောင်းတယ်ဗျပြီးတော့ကျွန်တော်မီးတွေပါတယ်လည်းကျွန်တော်ရွာထဲမှာလည်းတော်တော်ရနေပါပြီကျွန်တော်တို့လူငယ်တွေကျွန်တော်အဓိကပြောချင်တာကသူများနိုင်ငံခြားမှာအလုပ်သွားလုပ်မှမဟုတ်ဘူးပေါ့ဗျာကျွန်တော်ဒေသမှာရှိတဲ့ဒီကုန်ချမ်းတွေကိုကျွန်တော်ကုန်ကြောထုတ်လုပ်နိုင်နေပြီဖြစ်တဲ့အတွက်
ကျွန်တော်တို့ဒီမှာလည်းမိသားစုနဲ့လည်းနီးတယ်ပြီးမှနေတဲ့နဲ့ခွဲနေစရာမလိုဘူးပြီးတော့နေစားစိတ်ရင်းလည်းဖြစ်တယ်လစားလည်းအဆင်ပြေတဲ့အတွက်ကိုယ့်ဒေသမှာပဲအလုပ်လုပ်ဖို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဗျတတ်ထုတူဖော်ခြင်းဟာစီးပွားရေးအတွက်အရေးပါပေမဲ့လည်းပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဒေသခံတွေရဲ့အခွင့်အရေးတွေကိုထည့်သွင်းစဉ်းစားဖို့လည်းအရေးကြီးလာပါတယ်တရားဝင်ခွင့်ပြုချက်များဖြင့်စနစ်တကျတူဖော်ခြင်းဟာရေရှည်ဖွံ့ဖြိုးမှုအတွက်လည်းပိုမိုကောင်းမွန်ပါတယ်တတ်ထုတူဖော်မှုကိုလုံးဝရပ်တန့်ရမယ်ဒါမှမဟုတ်ဆက်လုပ်ရမယ်ဆိုတဲ့အစွန်းရောက်အမြင်ထက်ဟန်ကျင့်ညီတဲ့လှုပ်ဆောင်မှုတွေလိုအပ်ပါတယ်နိုင်ငံတစ်ခုရဲ့စီးပွားရေးဖွံ့ဖြိုးမှုအတွက်တတ်ထုအရင်းမြစ်တွေကိုအသုံးချဖို့လိုအပ်ပေမဲ့လေဒါကိုတာရှည်ခံပြီးတော့တာဝန်ယူမှုရှိစွာနဲ့လှုပ်ဆောင်မှုကပို့ပြီးတော့အရေးကြီးပါတယ်ရှင်အခုကျွန်တော်တို့လက်ရှိကတော့ထုတ်လုပ်မှုပုံမှာခွဲကန်စားစနစ်ပေါ့ကျွန်တော်တို့ဖြစ်ချင်တာကတော့အခွန်စနစ်ကိုတွားချင်တာလက်ရှိမှာတော့ကျွန်တော်ထုတ်လုပ်မှုပုံမှာခွဲကန်စားစနစ်နဲ့တွားနေတယ်ဒါလည်းကျွန်တော်တို့အဆင်ပြေအောင်ကြိုးစားနေပါတယ်အဓိကတော့အခွန်စနစ်ဖြစ်သွားရင်တော့ပိုကောင်းပါတယ်အခွန်ကြတော့နိုင်ငံတော်နဲ့နိုင်ငံသားအတွက်ကျွန်တော်တို့ပေးဆောင်ရတာသတိဖြစ်တယ်ဒီထုတ်လုပ်မှုပုံမှာခွဲကန်စားစနစ်ဆိုတဲ့ဖြစ်ပါသွားတဲ့ကြတာတတ်တူတွင်ဌာနကိုကျွန်တော်တို့ကဒါ90%ထုတ်လို့ရှိရင်18ထပ်ပေးရ18ထပ်ပေးတော့မူလအခွန်3နဲ့ပေါင်း21ဖြစ်သွားတယ်။ဘာလို့လဲထိန်းသိမ်းစနစ်တို့မိမ့်ပိတ်သိမ်းတဲ့စရိတ်တို့ပါလို့ကလည်းတက်ကျွန်တော်တို့စူးဆောင်းပေးရတာရှိသလိုရောင်းကုန်ဝယ်ကုန်တွေလည်းကျွန်တော်ထပ်မံပေးရတာဖြစ်တယ်။ခွဲဝေကန်စားစနစ်လေးတော့ကျွန်တော်တို့ကပြောင်းလဲနိုင်ကပြောင်းလဲပြီးတော့အခွန်စနစ်ကိုတွားစီချင်တယ်အခွန်ကြလည်းအရန်နည်းနေတယ်နိုင်ငံတော်နဲ့နိုင်ငံသားအတွက်သတိပဲဖြစ်တဲ့အတွက်အရန်နည်းနေတယ်ဒါပေမဲ့ထုတ်လုပ်မှုပုံမှာကျွန်တော်ပေးခွဲဝေပေးလိုက်တဲ့ဥစ္စာတော့ဒီ18%ဆိုတာကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့နည်းများနေတယ်ပေါ့နော်များတော့ဒီတတ်တုလုပ်ငန်းကိုတိုးတက်မြင့်မားလာပြီးတော့မြေပေါ်ကိုတူးဖော်လာနိုင်ဖို့ဆိုရင်အခွန်တင်လိုက်ပါအချို့တော့ဒါအတက်နိုင်ဆုံးပြန်လဲပြီးတော့သုံးသပ်ပြီးတော့အချို့ဖြစ်နိုင်ဖြေလျှော့ပေးဖို့နိုင်ငံလူနိုင်ငံသားနဲ့နိုင်ငံတော်အတွက်လည်းအခုနေအခါတွေဒီတက်မကကြီးမားမြင့်မားစွာရရှိလာမယ်လို့လည်းကျွန်တော်မြင်တယ်တတ်ထုတွေထဲမှာပေါ့နော်ခနောက်စိန်တတ်ထုကဒီလူမှုဘဝအကျိုးပြုလုပ်ငန်းတွေမှာဘယ်လိုနေရာတွေမှာအသုံးပြုလို့ရတာပါလဲရှင်ခနောက်စိန်ကတော့ဒီစက်မှုလုပ်ငန်းမှာမပါမဖြစ်ပေါ်တယ်လူမှုသုံးဆောင်ပစ္စည်းပဲပြောကျွန်တော်တို့စက်မှုပစ္စည်းပါပေါ့ထုတ်လုပ်တဲ့နေရာမှာစက်ရုံလုပ်ငန်းတွေမှာသုံးစွဲတဲ့နောက်စက်ပစ္စည်းတွေမှာဒီခနောက်စိမ်းမပါမဖြစ်တယ်လို့နောက်ဆုံးပြောပြမယ်ဆိုလို့ရှိရင်ကျွန်တော်ဂျိုတုအထိဟလာသုံးနေတဲ့ပစ္စည်းတွေဟာဒီအင်မတန်အပူတန်ကိုခံနိုင်မှရတဲ့အတွက်ဒီခနောက်စိမ်းဟာစက်ပစ္စည်းမျိုးတဲ့ထုတ်တဲ့ထဲမှာဒီကောင်ကြီးမပါမဖြစ်လို့ပြောရမှာဖြစ်ပါတယ်ခနောက်စိမ်းနဲ့ပြောမယ်ဆိုရင်ကျွန်တော်ရှမ်းပြည်တောင်ပိုင်းဒီတတ်တူရဲ့အရေးသွေးမြေအောက်ထဲမှာရှိတဲ့အရေးသွေးရာခိုင်နှုန်းက1 to 3ပေါ့1မှ3အထိလောက်ပဲရှိတယ်အင်မတန်မှ low grade ဆန်ပါတယ်low grade ကိုကုန်ချောမထုတ်နိုင်တဲ့အတွက်တူးဖော်မှုတွေကဘာဖြစ်သွားလဲဆိုတော့ကောင်းတဲ့အရာရာခိုင်နှုန်းကောင်းတဲ့အလေးပဲတူးမိတာတို့ဖြစ်သွားတယ်လုပ်ငန်းရှင်တွေနေနဲ့မကောင်းတဲ့အကြရင်ဘလို့မှစရိတ်တွေနဲ့အချိုးခွဲဝေမှုတွေနဲ့ဒါမပေးနိုင်တာတွေဖြစ်သွားတယ်ဒါကြောင့်လည်းဒီဂေယစနစ်တွေတချို့တွေမှာဖြစ်သလိုတူးဖော်တဲ့ပုံစံဖြစ်တဲ့အတွက်ဂေယစနစ်ဖြစ်တယ်အဓိကတော့ဂေယစနစ်မပြတ်နိုင်ဘူးဆိုကျွန်တော်တို့ကတူးဖော်စနစ်မှာနည်းပညာလိုသလိုအဲ့တူးဖော်လာတဲ့ပစ္စည်းကိုကုန်ကြောထုတ်တဲ့နေရာမှာအင်မတန်ရေးကြည့်ပါတယ်ကုန်ကျန်းကနေကုန်ကြောမထုတ်နိုင်ရင်ကျွန်တော်တို့ရေမှန်းချက်မပြည့်ဘူးကြီးရဲ့ချက်တွေမူလကျွန်တော်တို့ပြောတဲ့ဒေသခံလူငယ်မောင်မယ်တွေအသိဉာဏ်ကျွယ်ဝလာစေဖို့တည်ထန်ကြံစားတဲ့စက်မှုလုပ်ငန်းရှင်တွေဖြစ်လာစေဖို့ဆိုအခက်အခဲတွေကဒီမှာဟန်တားမှုကြီးမားစွာရင်ဆိုင်မှုဖြစ်သွားတယ်ဒါကြောင့်ကျွန်တော်ဒီဟာကို1% ကိုကျွန်တော်ကုန်ကြော concentrate ကနေ anchor ထုတ်လုပ်နိုင်တဲ့နည်းပညာကိုရှာတဲ့အချိန်မှာနည်းပညာရှင်တွေကိုခေါ်ယူပြီးတော့ဆွေးနွေးငားရမ်းဆောင်ရွက်တဲ့အခါကျတော့1%လောက်ပဲရှိတဲ့ကုန်ကျန်းပေါ့ sulfite ကြောပေါ့နော် sulfite ကြောအပြာကြောခေါ်ပါတယ်အဲ့ဒါကိုကျွန်တော်99.65အထိကျွန်တော်ထုတ်လုပ်ဖို့စက်ရုံလဲထုတ်ပြီးပြီဒေသခံလုပ်ငန်းရှင်တွေဒီတတ်တုလုပ်ငန်းကိုနိုင်ငံတော်မှာတရားဝင်လျှောက်ပြီးရင်ကုန်ကြောထုတ်ပေးမယ်ကုန်ကြောထုတ်လုပ်ခတ်ဆိုတဲ့ဟာတော့ပဲကျွန်တော်တို့ပြရမယ်ဒေသတစ်ခုလုံးရဲ့ကိုစားပြုစက်ရုံဆိုတဲ့အနေအထားဖြစ်အောင်ကျွန်တော်ဆောင်ရွက်တယ်ဒေသခံတွေကလည်းသူတို့မှတူးဖော်လာသမျှကိုအားကိုအားထားရဒီစက်ရုံကြီးကိုသူတို့ပို့မယ်ပို့ပြီးကျွန်တော်တို့ကချစ်ပင်လောက်ကြိတ်တယ်ကြိတ်ပြီးဓာတ်ခွဲဖြည့်ထုတ်တယ်ဓာတ်ခွဲဖြည့်ထုတ်လာတဲ့ရလက်ပေါ်မှာ100%ရှိတယ်ဆိုရင်
115တန်သို့မဟုတ်130လောက်ပို့လာလို့ရှိရင် 99.6 byte ဆိုတဲ့ကုန်ကျော်ထုတ်ပေးပဲဆိုတဲ့အကြောင်းဒီနည်းပညာကိုဒီနည်းပစ္စည်းတွေအဲ့ဒါကျွန်တော်ရအောင်ရှာဖွေပြီးတော့လုပ်တော့အခုစတင်ပြီးတော့ဒေသခံလုပ်ငန်းရှင်တွေအလုပ်ကွက်တွေရှောက်နေပါပြီအောင်မြင်တဲ့စက်ရုံကြီးကိုတိစောက်ပေးလိုက်နိုင်တဲ့အတွက်ဒေသခံတွေအတွက်ကျွန်တော်ဒါများစွာအကျိုးပြုနိုင်တယ်လို့နောက်ဆုံးတော့နိုင်ငံတော်အတွက်ကြီးမားတဲ့အကျိုးပြုမှုတစ်ခုဖြစ်လာနိုင်မယ်နိုင်ငံထုတ်ကုန်တွေဖြစ်လာမယ်တတ်ထုတူးဖော်မှုလုပ်ငန်းတိုင်းဟာသဘာဝပတ်ဝန်းကျင်နဲ့ဆက်နွယ်မှုတွေရှိနေပါတယ်တတ်ထုတူးဖော်မှုတွေကြောင့်မြေယာအသုံးပြုမှုပြောင်းလဲခြင်းရေစီးဆင်းမှုပုံစံပြောင်းလဲခြင်းစတဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေကိုထိန်းသိမ်းနိုင်မှုအတွက်စီမံခန့်ခွဲမှုနည်းလမ်းများစွာကိုလှုပ်ဆောင်ထားဖို့လိုအပ်ပါတယ်တချို့နေရာတွေမှာဆိုရင်တတ်ထုတူးဖော်ပြီးတဲ့နောက်မှာမြေပြန်လည်ပြုပြင်ခြင်းတစ်ပင်ပြန်လည်စိုက်ပျိုးခြင်းတွေကိုလှုပ်ဆောင်လာကြပါပြီဒါဟာသဘာဝနဲ့လူသားတွေအကြားမှာမျှတမှုတစ်ရပ်ကိုဖော်ဆောင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်တူဖွာလာပေါ့နော်လူနေမှုပတ်ဝန်းကျင်တွေဂေဟစနစ်တွေကိုပျက်စီးစေရလို့အများသုံးသပ်တဲ့အပေါ်မှာရောဘယ်လိုများရှင်းပြခြင်းပါလဲရှင်အကုန်လုံးအမှန်လို့ပြောလို့မရပါဘူးဆိုလိုတာကတော့သူတည်နေတဲ့လုပ်ဖို့အဓိကတော့ဒီတောင်တန်းမှာဒါတောင်ကုန်းတွေတောင်တန်းတွေရှိတယ်ဒီတောင်ကုန်းတောင်တန်းတွေပေါ်မှာတတ္တုတွေထွက်နေတဲ့နေရာမှာဒီကျေးရွာတွေရှိနေတာဒါနားမလည်ခဲ့ကြဘူးပေါ့နော်တတ္တုတူးပေါ်တဲ့အရက်ဒေတာမှာစိုက်ပျိုးတွေလုပ်တဲ့ခါကျတော့စိုက်ပျိုးတွေအောင်မြင်မှုတွေမရှိဘူးဆိုတဲ့အနေအထားတွေလည်းအဲ့ဒါကျွန်တော်လက်တွေ့သုံးသပ်လို့ရတာပေါ့နော်တတ္တုဆွဲရှိနေတဲ့နေရာကိုကြောင်ပြီးရှိတဲ့နေရာတို့ပြောင်းတထုတ်တဲ့တေကဆိုင်မယ်ဒါပိဿာ1000ကျော်2000ရတဲ့နေပေါ့နော်ဒါပေမဲ့တတ္တုဆွဲရှိတဲ့နေရာမှာသူ့တဘာဝနဲ့တဘာဝကအထိခိုက်နေတာဖြစ်ပါမြေကိုကဟိုဒီတတ္တုတွေမဆွဲဝင်တဲ့နေရာစိုက်တာနဲ့တတ္တုဆွဲဝင်တဲ့နေရာကိုစိုက်တာမှာအဲ့မှာကွာခြားတာရှိပါတယ်ကျွန်တော်လည်းသူတေသနာလုပ်ပြီးသားဖြစ်ပါတယ်ဂေဟစနစ်ဆိုတာကသူ့တဘာဝနဲ့တဘာဝကိုကအကျိုးပြုမှုမဟုတ်ဘဲနဲ့အချို့သောတတ္တုဆွဲဝင်တဲ့တောင်ကုန်းတောင်တန်းတွေဟာတဘာဝနဲ့တဘာဝကိုစိုက်ဖက်ပြန်ဖြစ်ပြီးတော့ဂေဟစနစ်ထိခိုက်တယ်လို့ဆိုတဲ့နေရာမှာရွာကအဲ့မှာတည်မိတယ်ဆိုရင်အဲ့ဒီအနှံ့အသက်တွေမြောက်ကနေတိုးထွက်နေတယ်ဒီအငွေ့အသက်တွေဒီတတ္တုအမုံတွေကနေပြီးတော့အပင်တွေကိုထိခိုက်တယ်လို့ရေဒီပါတွေကိုလည်းတောက်သုံးမိတယ်ဆိုရင်လည်းဒါလူတွေကဒီကျန်းမာရေးဒီမှာထိခိုက်တယ်ဆိုတာရှိပါတယ်အဲ့ဒီနေရာမျိုးကြတော့ကျွန်တော်တို့ကဒါတကယ်တမ်းပြန်လဲပြောပြမယ်ဆိုရင်တော့ဒီနေရာမျိုးကိုနေထိုင်တာမျိုးကိုစဉ်းစားသင့်တယ်ကျွန်တော်တို့တခါဒီနေရာမျိုးတော့တတ္တုဒီတတ္တုကိုတူးထုတ်ပြတင်တယ်တူးထုတ်တယ်မှာတောင်ဖြူစနစ်နဲ့ဂေဟစနစ်ပြတ်ဖို့မဟုတ်ဘူးဒီမြေပြင်ဟာမူလလည်းမပြတ်ထားဘူးမပြတ်တဲ့အပြင်မှာဂေဟစနစ်ကိုပြန်လဲပြီးတော့အကျိုးပြုနိုင်တာဖြစ်ပါတယ်အားလုံးတော့ဒီလိုမျိုးတူးလိုက်လို့ရှိရင်ပြန်လဲစိုက်ပျိုးလို့မရဘူးလို့ဘာလို့ညာလို့ဆိုတော့ဒါကတတ္တုမှာအမျိုးမျိုးရှိပါတယ်အခုလိုခနောက်စိမ်းတူးဖော်တဲ့လုပ်ငန်းမျိုးဆိုလို့ရှိရင်မြောက်တာနဲ့လိုင်ကောင်းစနစ်လေးတူးတဲ့အတွက်သူ့ရဲ့အကျယ်ဝန်းဟာ9ပေ10ပေပဲယူပါတယ်သူ့ရဲ့မျက်နှာဖွင့်လေးပဲအနေငယ်ဖွင့်ယူပြီးတော့မြေသားကိုဖယ်ပြီးတော့ကြောက်သားမှာခုံရောက်တဲ့ချိန်ကျရင်ကျွန်တော်လိုင်ကောင်းစနစ်နဲ့ဝင်သွားတဲ့အတွက်ဆိုတော့မြေအောက်ထဲကကြောက်သားထဲမှာပဲတူးဖော်တာဖြစ်တဲ့အတွက်ဂေဟစနစ်ထိခိုက်ပျက်စီးမှုမရှိသလိုဒီရေကြောတွေပါပြောင်းလဲသွားတယ်တော့မဖြစ်နိုင်ဘူး။ဘာကြောင့်လဲဆိုတော့ तू ကတူးတဲ့စနစ်ထဲမှာဟိုကဒီတာနယ်စနစ်မှာတူးတော့အဲ့ဒီမှာရေတွေပါကျွန်တော်တို့ရှိတာရှားပါတယ်ဒီတောင်တန်းမှာကျွန်တော်ရေတော်ရှားတယ်ရေတော်ရှားတကယ်လို့မှဒီရေတွေပါတွေကကျွန်တော်ဒီတောင်ကျောထဲမှာထွက်လာမယ်ဆိုကြလို့ရှိရင်တော့လိုင်ကောင်းတဲ့အနေထုတ်ပေးပြီးတော့လာသုံးစွဲနိုင်တဲ့အနေထားတွေရှိပါတယ်ရေကြောတွေပြောင်းသွားမယ်လို့ဘာလို့ဆိုတာတော့ဘယ်လိုလဲဆိုတာတောင်ဖြူစနစ်တို့ဘာလို့လှုပ်လိုက်မယ်ဆိုရင်တော့ဒါကတော့ပြက်နိုင်တာပေါ့ဒါတာနယ်စနစ်နဲ့တူးမယ်ဆိုတဲ့အတွက်ဒီရေအားစနစ်ကိုပြန်အကျိုးပြုနိုင်တဲ့ဒီတောင်ကျောထဲမှာအောင်းနေတဲ့ရေတွေဘာတွေအစပြန်ထွက်လာပြီးတော့ကျွန်တော်စုရက်ကနေတော့ဒါလူတွေအတွက်အသုံးဆွဲဖို့ပဲပြောစိုက်ပျိုးအတွက်အထောက်ပံ့ပဲပြောဒါတွေဖြစ်လာနိုင်တယ်အချို့နေရာဆိုရင်ဒါတော်တော်လေးလည်းရေကြောလေးတွေကျွန်တော်ဖော်ပေးတဲ့သဘောလေးတွေဖြစ်လာပြီးတော့ဒေသခံတွေဒါစိုက်ပျိုးတွေမှာအကျိုးပြုနိုင်တာဖြစ်သွားနိုင်ပါတယ်
ကျွန်တော်တို့နာမကျန်းတစ်ခုဖြစ်ပြီးဆိုရင်ကျွန်တော်တို့ဒီမြို့မှာမိုက်ပုမြို့မှာရှိတဲ့စေခန်းတို့ဘာလို့တောက်ပွဲရပဲပြီးတော့ဒီကုမ္ပဏီကြီးရောက်လာတော့ကုမ္ပဏီထဲမှာစေခန်းပြပိုင်ခွင့်ရှိရပါအရင်တော့ဒီကျွန်တော်တို့မင်းတွေလားတွေနဲ့ပဲတွားရဗျကားလမ်းတွေမပေါဘူးဆိုတော့ဒီကုမ္ပဏီကြီးရောက်လာပြီးနောက်ပိုင်းဒီနံပါတ်ဆက်သွယ်ရေးလည်းကောင်းလာတယ်ပြီးတော့လူငယ်အတွက်အလို့ကြိုက်ခွင့်လန်းတွေလည်းရလာပေါ့ပြင်ငွေပုံမှန်လေးရှိရပါတော့အရင်တော့လူငယ်ပိုင်းတွေပညာမတတ်ခဲ့ဘူးအခုတော့ဒီလေးလာပိုက်ခွင့်တွေရှိတယ်ပြီးတော့အလို့ကြိုက်ခွင့်လန်းတွေလည်းပုံမှန်ရှိတော့ ပတ်ဝန်းကျင်ထိခိုက်မှုတော့နည်းနဲ့များတော့ရှိရဗျဒါပေမဲ့ထိခိုက်မှုနည်းအောင်ဒီကုမ္ပဏီကလှုပ်ဆောင်နိုင်တော့ကျွန်တော်တို့မြင်ရတယ်ဗျပျက်စီးသွားတဲ့တစ်ပင်တွေအမျိုးစုံတော့အစားထိုးတစ်ပင်တွေပြန်ဆိုင်ပေးတယ်ဗျအရင်တော့ဆိုကျွန်တော်တို့ဒီတောင်ရပဲအကိုနေရတော့ဝင်ငွေလည်းပုံမှန်မရှိဘူးဗျကုမ္ပဏီဝင်လာတော့ကျွန်တော်လောက်ကင်ခွင့်လန်းနေများလာတယ်ကျွန်တော်မမြင်ဘူးတွေ့ဘူးတဲ့ဟာတွေလည်းကျွန်တော်တို့လေ့လာခွင့်ရပါတယ်မြန်မာနိုင်ငံရဲ့တတ်ထုကဏ္ဍဟာနိုင်ငံစီးပွားရေးမှာအရေးပါပြီးတော့ကမ္ဘာဈေးကွက်ဝင်နိုင်ငံလည်းဖြစ်ပါတယ်။ဒီလိုတန်မိုးကြီးတဲ့သဘာဝအမွေအနှစ်တွေကိုရေရှည်တည်တံ့စွာသဘာဝတရားနဲ့ဟန်ချက်ညီစွာနောင်လာနောင်သားများအတွက်လည်းစင်ဆက်မပြတ်ခန်းစားနိုင်မှုအတွက်စနစ်တကျစီမံခန့်ခွဲတူးဖော်သုံးစွဲဖို့လိုအပ်လာပါတယ်။တတ်ထုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟာစီးပွားရေးအကျိုးမြတ်တစ်ခုတည်းအတွက်သာမဟုတ်ဘဲနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဒေသခံပြည်သူတွေရဲ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိုပါအလေးထားဆောင်ရွက်သွားရမယ့်လုပ်ငန်းပဲဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ရှင်။